ကောင်လေးဟာရှိသမျှအားအကုန်နဲ့အသေးတန်ပြေးထွက်ခဲ့ပါတယ်နောက်ဆုံးမှာတော့သူဟာပန်းဝင်ရိုးကိုအရင်ဆုံးကြော်ဖြတ်နိုင်ခဲ့တာကြောင့်လူတိုင်းကသူ့ကိုဝိုင်းဝန်းမနာလို့ဖြစ်ခဲ့ကြပါတယ်ဒါပေမဲ့သူကတော့ဒီအပေါ်မှာလုံးဝမပျော်ရွှင်နိုင်ခဲ့ပါဘူးမီဒီယာတွေရဲ့ကင်မရာတွေသူ့စီရောက်ရှိလာတဲ့အခါမှာတော့သူဟာမျက်ရည်တွေကိုမထိန်နိုင်ပဲငိုကြွေးလိုက်ပါတော့တယ်ဘာဖြစ်လို့လဲဆိုတော့သူတကယ်လိုချင်ခဲ့တာကတတိယဆုအဖြစ်ပေးအပ်မဲ့ဖက်နှက်တစ်တရံတာဖြစ်လို့ပါပဲလွန်ခဲ့တဲ့ရက်ပိုင်းကမှသူဟာညီမလေးရဲ့ဖက်နှက်ကိုဟင်းသီးဟင်းရွက်ဆိုင်အပြင်ဘက်မှာမတော်တဆမေ့ကြံခဲ့စဉ်အိုးမဲ့အိမ်မဲ့အမျိုးသားတစ်ယောက်ကကောက်ယူသွားခဲ့တာဖြစ်ပါတယ်ကောင်လေးဆိုင်ထဲကနေပြန်ထွက်လာတဲ့အချိန်မှာတော့ညီမလေးရဲ့ဖက်နှက်ဟာပျောက်ဆုံးသွားခဲ့ပါပြီအိမ်ပြန်ရောက်တဲ့အခါသူဟာစိတ်မကောင်းစွာနဲ့ဖြစ်ကြောင်းကုန်စင်ကိုပြောပြခဲ့တာကြောင့်ညီမလေးဟာအကြီးအကျယ်ဝမ်းနဲ့ကြေကွဲသွားခဲ့ပါတယ်ဖက်နှက်မရှိရင်သူဟာကြောင်းသွားလို့မရတော့လို့ပါပဲသူတို့ရဲ့ဖခင်ဖြစ်သူသိရှိသွားတဲ့အခါမှာတော့အလွန်ပဲဒေါသထွက်သွားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့မိသားစုဟာအလွန်ဆင်းရဲတာကြောင့်ဖက်နှက်အတစ်တရံထပ်မံဝယ်ယူဖို့လုံးဝမတက်နိုင်ကြလို့ပါပဲ။ဒါကြောင့်ကလေးနှစ်ယောက်ဟာမိသားစုမှာရှိတဲ့တစည်းသေးသောဖက်နှက်ကိုပဲတလဲစီဝတ်ဆင်ခဲ့ကြရပါတယ်။အဲ့ဒီနေ့ကညီမလေးမှာကျောင်းမှာစာမွေးပွဲဖြစ်ဆိုဖို့ရှိနေတာကြောင့်အချိန်မမီမှာကိုစိုးရိမ်နေခဲ့ပါတယ်။ဒါကြောင့်မို့လို့သူဟာအဖြေတွေကိုအမြန်ဆုံးရေးသားပြီးအချိန်မတိုင်မီစာမွေးပွဲအဖြေလွှာကိုအကကျောင်းပြင်ပကိုအပြေးလွှာထွက်လာပြီးအကိုဖြစ်သူကိုလိုက်ရှာခဲ့ပါတယ်။ကောင်လေးမှာဝတ်ဆင်စရာဖက်နှက်မရှိတာကြောင့်ကျောင်းကိုလုံးဝမသွားနိုင်ပဲဖြစ်နေခဲ့လို့ပါပဲ။ဒါပေမဲ့ညီမလေးဟာရေမြောင်းတစ်ခုကိုဖြတ်ကူးစင်မှာဖက်နှက်တစ်ဖက်ဟာခြေထောက်ကနေချွတ်ထွက်သွားပြီးရေထဲကိုပြုတ်ကျသွားခဲ့ပါတယ်။သူဟာချက်ချင်းပဲလှမ်းဆွဲဖို့ကြိုးစားခဲ့ပေမဲ့ရေစီးကတန်လွန်းတာကြောင့်သူ့ရဲ့လက်တူတူလေးနဲ့မမိခဲ့ပါဘူး။ဖက်နှက်လေးဟာကြောက်ပြားအောက်ထဲကိုမျောပါသွားခဲ့ပြီးအခြားတစ်ဖက်ကနေပြန်လည်ထွက်ခွာမလာတော့ပါဘူး။သူမတေချာကြည့်လိုက်တဲ့အခါမှာတော့ဖက်နှက်ဟာကြောက်ပြားအောက်မှာတင်းကျပ်စွာညှက်နေတာကိုတွေ့လိုက်ရပါတယ်။သူမဟာချက်ချင်းပဲငိုကြွေးလိုက်ပါတော့တဲ့ဆိုင်ရှင်တယောက်ကသူမငိုနေတာကိုသတိထားမိသွားခဲ့ပါတယ်။အဲ့ဒီသဘောကောင်းတဲ့အမျိုးသားဟာတစ်သားတုတ်တစ်ချောင်းကိုယူပြီးရေမြောင်းကိုထိုးဆွပေးခဲ့တာကြောင့်ဖက်နှက်လေးဟာနောက်ဆုံးမှာတော့ပြန်လည်မျောပါလာခဲ့ပါတယ်လမ်းဘေးတက်ရှိသမားတယောက်ကဖြစ်ပျက်နေတာတွေကိုမြင်တွေ့ပြီးဖက်နှက်ကိုရေထဲကနေဆယ်ယူပေးခဲ့ပါတယ်ညီမလေးကဖက်နှက်ကိုအကိုဖြစ်သူစီပြန်လဲယူဆောင်လာတဲ့အခါမှာတော့ကောင်လေးကဖက်နှက်ကိုရေးဆူအောင်လုပ်ခဲ့ရမလားဆိုပြီးဒေါသထွက်ကငေါက်ငန်းလိုက်ပါတယ်ညီမလေးဟာရင်ထဲမှာအလွန်ပဲဝမ်းနေသွားပြီးငိုကြွေးလိုက်ရပြန်ပါတယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့သူတို့နှစ်ယောက်ဟာဆိုးဆွနေတဲ့ဖက်နှက်လေးကိုအတူတူတေချာစွာဆေးကြောပေးခဲ့ကြပါတယ်အဲ့ဒီလိုဆေးကြောနေရင်းနဲ့ပဲသူတို့နှစ်ယောက်ဟာဘေးချင်းရှင်ထိုင်ကဆက်ပြပူပေါင်းလေးတွေကိုအတူတူမှုတ်ထုတ်ခဲ့ကြပါတယ်ဆက်ပြပူပေါင်းလေးတွေအလင်းရောင်အောက်မှာတောက်ပနေတာကိုကြည့်ရင်းနဲ့သူတို့ဟာစိတ်ဆင်းရဲစရာတွေကိုခဏတာမေ့ပြောက်သွားခဲ့ကြပါတယ်နောက်တစ်နေ့မှာတော့တရင်ကောင်းတစ်ခုရောက်ရှိလာခဲ့ပါတယ်ကျောင်းမှာအဝေးပြေးအပြေးပြိုင်ပွဲတစ်ခုကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်တတိယဆုအတွက်ပေးအပ်မဲ့ဆုကတော့ဖက်နှက်တစ်တရံဖြစ်နေခဲ့ပါတယ်။ဒါကြောင့်ကောင်လေးဟာဆရာကိုအကြိမ်ကြိမ်တောင်းပန်တောင်းဆိုပြီးပြိုင်ပွဲဝင်ခွင့်ရရှိအောင်လှုံ့ဆော်ခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးသူဟာချစ်လှစွာသောညီမလေးအတွက်ဖက်နှက်တစ်လေးရရှိဖို့အတွက်နေ့စဉ်နဲ့အမျှအပြင်းထန်လေ့ကျင့်ခဲ့ပါတော့တယ်။ပြိုင်ပွဲနေ့ရောက်ရှိလာတဲ့အခါမှာတော့အခြားကောင်လေးတွေဟာတက်ရက်လှပတဲ့အပြေးဝတ်စုံတွေကိုဝတ်ဆင်ထားကြပါတယ်။ကောင်လေးတစ်ယောက်တည်းသာဟောင်းနှမ်းဆုပ်ပြဲနေတဲ့ဖက်နှက်ဟောင်းတရံကိုဝတ်ဆင်ထားခဲ့တာပါ။ပြိုင်ပွဲစတင်ကြောင်းတနက်တန်မြည်လာတဲ့အခါမှာတော့ကောင်လေးရာပေါင်းများစွာဟာပြေးထွက်သွားခဲ့ကြပြီးသူကတော့ညီမလေးကိုပေးထားခဲ့တဲ့ကတိအတွက်အသေးအတန်ပြေးထွက်ခဲ့ပါတယ်။သူဟာပြိုင်ဘက်တွေကိုတယောက်ပြီးတယောက်ကြော်ဖြတ်နိုင်ခဲ့ပေမဲ့တနေရာအရောက်မှာတော့အခြားပြိုင်ဘက်တစ်ယောက်ကသူ့ကိုမတော်တဆခလုတ်တိုက်လဲကျစေခဲ့ပါတယ်။ဒါပေမဲ့သူဟာအရှုံးမပေးခဲ့ပါဘူး။သူဟာချက်ချင်းပဲပြန်လည်မတက်ရက်နိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူ့ရဲ့မျက်စိရှိမှညီမလေးရဲ့နာကျင်နေတဲ့မျက်နှာနဲ့မျက်ရည်တွေကိုပဲမြင်အောင်နေခဲ့တာပါ။သူဟာရှိသမျှအချိန်နဲ့ပြေးထွက်ရင်းတတိယနေရာကိုအမိအရဆုပ်ကင်နိုင်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးအဆင့်ကိုရောက်တဲ့အခါမှာတော့သူဟာအလွန်အမင်းမောပန်းလွှမ်းနေခဲ့ပြီးသူဘယ်နှစ်နေရာမှာရောက်ရှိနေမှန်းတော့မသိတော့ပါဘူး။ပန်းဝင်ရိုးကိုကြော်ဖြတ်လိုက်တဲ့အချိန်မှာတော့သူဟာဘယ်နှစ်နေရာရရှိခဲ့တယ်လဲဆိုတာကိုမေးမြန်းခဲ့ပါတယ်။သူ့ရဲ့ဆရာကသူ့ကိုမြှောက်မပြီးသူဟာပထမဆုံးရရှိခဲ့ကြောင်းဝမ်းသာအားရကြေညာလိုက်ပါတယ်။အနီးနားမှာရှိတဲ့လူတိုင်းကဝမ်းသာအားရအော်ဟစ်ခဲ့ကြပေမဲ့သူတယောက်တည်းသာရင်ကျိုးမတက်ဝမ်းနေခဲ့ရတာပါ။သူဟာခေါင်းလေးငုံပြီးအိမ်ကိုပြန်လာခဲ့ရမှာတော့ဝမ်းနေနေတဲ့ညီမလေးကိုထပ်မံတွေ့ရှိလိုက်ရပါတယ်။သူဟာစုပ်ပြဲနေတဲ့ဖက်နှက်ဟောင်းကိုချွတ်လိုက်ပြီးအရေကုန်ကွာပြီးအနာဖြစ်နေတဲ့ခြေထောက်တွေကိုရေစလုံးထဲသို့ထည့်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့ရင်ထဲမှာတိတ်တဆိတ်ကလေးတစ်ခုပေးလိုက်ပါတယ်။အဲ့ဒါကတော့သူကြီးပြင်းလာတဲ့အခါမှာသူ့ရဲ့ညီမလေးအတွက်ကဘာပေါ်မှာအလှပဆုံးဖက်နှက်တရံကိုတေချာပေါက်ဝယ်ယူပေးစင်ပေးမယ်ဆိုတာပဲဖြစ်ပါတော့တယ်ဗျာ။ဒီဇလန်တို့လေးကိုသဘောကျနှစ်သက်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ page လေးကို like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့။အုံတော့နောက်ထပ်လည်းစိတ်ဝင်စားစရာဇလန်ကောင်းတွေကိုနေ့စဉ်တင်ဆက်ပေးသွားဦးမှာမို့စောင့်မျှော်အားပေးကြပါဦးဗျာ။